ဘိုးလေးကာလာတော့ကျွန်တော်ဒီမစေးကြောက်ရှာမယ်ဆိုရင်တော့တရက်ကိုစီဟို1000လောက်ကတော့တရားပါပုံလေးပဲဗျာဒါကြောက်ကြပါဦးလုံးဝရပါအောင်ဖြစ်မဲ့အနေနဲ့ရတော့တရက်1000ဆိုရင်ဘယ်ရှိလဲဗျာအဲ့ဒါဆိုင်ကဘယ်မှာတော့တဲ့စေးပါတယ်ဗျာဒါတော့1000လောက်တော့ရန်တာပဲဒါတော့ထမင်းမိုးမပါတယ်ဘူးဆိုတော့ဒီမျိုးအနေထားမှာဗျာကျွန်တော်ရှင်ရဲ့ဒီကိုအတွက်ဘာလို့အမလဲပေါ့ဗျာဘလို့လုပ်မလဲတော့ကျွန်တော်ဒီလမ်းကောင်းလေးပေးဝဲမယ်ဗျာမိုးရမ်းရွာတဲ့နေ့စီပါတွေဆိုရင်တော့ဒါညောကြောင်းလိုက်ရတာလုံးဝ perfect ပဲဗျာဒါဒီနေ့ဆိုမိုးကတော်တော်ရွာထားဗျာဒါမိုးရွာပြီးတော့ရေကျပြီပေါ့ဗျာရေကျပြီကျွန်တော်တို့ကဒီကြောက်တုံးဂျားတွေထဲမှာလူဂျားတွေထဲမှာလိုက်ပြီးတော့လိုက်ရှာပေါ့ဗျာအဲ့လိုမျိုးရှာရင်တော့ဒါဒီလိုရွယ်လေးပေါ့ဗျာဒီကြီးလည်းကြီးမယ်ပေါ့ဗျာပေါ်ကြီးဆိုတော့ရတတ်ပါတယ်